ဘောတဲ့ဒီလိုနဲ့ညားပါလေဒီလိုညားကောင်းတာဗလားဆိုရင်အထက်နဲ့ဒီကလေးမရဘူးဟောပခန်းကကိုကြီးကြော်ကြတော့အရက်ထောင်ပလင်းနဲ့ကြက်ကောင်လုံးကြော်တယ်တောင်ပြုံးကမင်းနှမကြတော့ဝီလဲတော်တွေလဲရတာနဲ့ဖွာတော်တွေဆက်ရတာနဲ့ဟင်ပုပ္ပါကအမင်းမဝနာကြတော့ရွှေပန်းဝေပန်းဟိုကလေးနဲ့မမပလွေဆိုလာပဲအမနဲ့ဟဲ့ညမမသိပလွေမမသိအဲ့တက်နေကျိုးသွားပြီအခုပလွေပုတ်နေရတာလေကလေးနဲ့မမနဲ့ကြတော့ရွှေကျဲဝေကျဲတောင်ပါလိမ့်ဗျာဟင်ခုကြတော့ကဲပါလို့ပဲတော့ဒါနဲ့တနေကြပြီကြားတယ်မို့လားစောစောကလည်းပြောတယ်မောင်ကြီးနဲ့ကဲပါလေကဲပါကဲပါကဲပါညကဲပါနေနာတော့ဖတ်တော့နော်မရှိတော့ကဲပါလေအာနေကိုကဲပါယူပါတော့ဒါနဲ့တကကဲပါလို့ပြောတယ်ချီလို့ငါ့ကိုတောင်းတာဖွက်ဆောင်ခုတ်ဒီလိုပဲကဲပါငါတောင်းတာဆိုတဲ့ကောင်ကြီးဟုတ်လို့တောင်းတာသမင်းဝါမှာနေအမျိုးအိမ်အလဲလာခဲ့အောင်ပဲဘာလဲတော့ငါဘာမှမလုပ်လို့ပေါ့လာခဲ့လေခွင်းနဲ့ရှူတိုင်းမှာအော်ကဲတော့ဟဲ့ကဲပါယူပါတော့ဒါနဲ့တနေကြပြီလူကြီးဖုန်ကြီးတော့နတ်မင်းမနေတာဆိုတယ်လို့ပဲဗျဟင်သူတို့ကလူသားလေတို့တော့အမဲသားတွေလေကျုပ်စားပြတာ85တုံးဘုံလေသူတို့ကလူကျုပ်တို့ကနတ်အငွေ့တွေလားလူနဲ့မျိုးမတူစားချနေသည့်အတွက်ဆရာတော်ဘုရားဥဒ္ဓမာလင်္ကာရရဲ့အလောင်းကကျုပ်တို့နတ်နှစ်ပါးရောက်လာတာသူတို့မသိကြသေးဘူးလားမျက်ကြည့်တော်ကနေလားသူတို့မသိကြသေးဘူးဗမြင့်ကြီးဆောင်းနေကြတယ်လေဒီတော့ကျတော့လူသားတွေကျုပ်တို့နတ်နှစ်ပါးရောက်တာသိရအောင်လက်ညှိုးတောင်ကိုရောက်ချင်းမှတော်လိမ့်မယ်ဗျာပြတော့ဗျာပြတော့ပြမယ်ဗျာမဖားပြမှာလို့ညတယ်လေကိုရောက်ပြတော့လက်ညှိုးတောင်ကိုရောက်ချင်းမှတော်လိမ့်မယ်ဗျာခင်ဗျာကိုရောက်လားအေးဗျာသူကကနေဖို့ရခလေးတုတ်ကြည့်မယ်အေးအဲ့ဒါကျွန်တော်ဆေးရုံရောက်တော့တက်တာမမိတ်မရှိနမလေးနင်းစရာတော်နဲ့လိုက်သွားတယ်လို့လားလက်ညှိုးတောင်ကိုရောက်ချင်းမှတော်လိမ့်မယ်ဗျာဇဘူရီပါလက်ရတောင်ချုံဇဘူရီပါလက်ရတောင်ချုံဩပါနမိတ်ချုံလက်ညှိုးတောင်ကိုရောက်ချင်းရဲ့ဒီပါလုံးမြင်တယ်တည်းခုနကမင်းနဲ့ခုပေါင်းသွားတာဟုတ်လားခုနမင်းနဲ့ခုနပေါင်းသွားတာဘယ်လိုလူသားတွေလဲလဲငါတို့ပေါင်းသွားတယ်လူသားတွေလူတွေကအသားမဲဝိလာတဲ့အိန္ဒိယအနဲ့ဆိုတော့သူတို့ကအနဲ့အမောင်စိတ်တွေပေါက်နေတဲ့သဘောရှိသူတို့ကအနဲ့ကျွတ်တော့အမဲမပြေတော့ဘူးရှိကြတော့ဆရာတော်ဥဒ္ဓမာလင်္ကာရအရှင်သူမြတ်ကတက်တော်ပါတော့ငယ်သေးတယ်ဗျဆရာတော်ဘုရားရဲ့ဝဲတိတ်တော်အမင်းဘွဲဆိုရင်ဘာလို့များပြောတရားကောင်းလိုက်မလို့အခုတော့အပူဘွဲကိုလူမဆဲအောင်ဝန်တိတ်ရပြီးတော့အပူတွေဖုံးနေတာပဲဗျလူသားတွေကိုတက်ညာထောက်ထားတဲ့အနေနဲ့ဒုတိယတိလက်မျိုးထောင်ကိုရောင်နေလိုက်တယ်ဒီပါလုံးမြင်တယ်တည်းဘိုးကိုပေါင်းသွားပြီဘိုးကိုပေါင်းသွားပြီဘိုးကိုပေါင်းသွားရောက်ကြပါဦးငါတော့ပါလေငါတော့အဘူမပါဘူးတော့အမေညလုံးလက်ပြပါတော်ပြီလေကောင်းပါလိမ့်မယ်အရင်ကကိုဘာသာကိုလက်ပြီးတာနေတာအဟုတ်တရားမင်းတို့လိုက်လို့လားဆင်းရတာပြီးကက်ကလူသားတွေနဲ့ပြီးတော့ကျုပ်တို့လည်းနတ်တွေမြောက်စီလဲပုံပြီနတ်တွေလည်းမျက်စိလဲပုံပြီမျက်စိရှိတယ်တော့ဆရာတော်ဟုတ်တယ်မတာပြောတာလိမ့်အောင်နေတယ်နတ်တွေစိတ်နေလားနမီးမနေတော့ကြားနိုင်ရင်နတ်နိုင်ရင်ဒီကောင်လေးရာစီကြီးဖြစ်မှာတေးကြတယ်တော်တော်ကိုပြင်းရင်ကြီးကိုရောင်ပြတော့တည်ရန်ပြီးကိုရောင်ထောက်တာတော့မမြင်ဘူးတမျိုးလို့တော့ဒီကတက်တည်ရန်ပြီးသုံးချိန်ရောက်လက်ရိုးထောင်ကိုရောင်လေးလို့မမြင်တဲ့ကောင်ကြီးမြင်အောင်ပြတော့နော်ဒီတစ်ခါမြင်အောင်ပြမှာဒီတစ်ခါပြတော့မှမမြင်တဲ့ကောင်ကြီးနော်လည်းပြောလာနေတယ်မအေးဘေးမှာဘေးဆွေမျိုးတွေကဆွေမျိုးလုံးပေးဘုံတော့မယုံနဲ့ကြောက်တူမလေးချောင်းလေအမဲမျိုးတွေပြုတ်သွားနာအေးရောကဆွေလုံးတစ်မျိုးလုံးငါပေးဒီတစ်ခါလက်ရိုးထောင်လို့မမြင်တဲ့ကောင်ကဲတက်တည်ရပြီးလက်ရိုးထောင်ကိုရောင်ပြီဗျာမြင်ပါဗျာရောငါထောင်းမအောင်မယ်ထောင်းခွက်ကိုမွေးတော့ဘူးမြင်ပါထောင်းမအောင်မယ်ဒါမျိုးတော့ဒီမျိုးရဲ့ခါတဲ့ကိုမြည်သွားတယ်အယောကိုရကိုတက်ပါလားခင်ဘေးရမယ်ဘယ်မျိုးဘယ်ရဲ့ဘယ်ဒေသကကြောက်ရောက်လာတော့ကြောက်ရောက်လာကြတော့တိလို့ရင်းနဲ့ပြေးလာတယ်မတိလို့ရင်းနဲ့မေးပါတော့အပူတဲ့နမကိုကူကဲမဖို့လာတဲ့စတုမာရီတာဝရိတာရှာမတုတ်တိတာနေမာနာတဲ့ပရနေပြီတာဝသဝရီ6နှစ်ပြီကိုပိုင်ဟာဆိုးတဲ့ဘိုးမာကဤတရားမရွေး
အခုမှဘုံပြပွဲလုပ်နေတယ်ဟုတ်လားခဲနဲ့ထူတယ်လို့အထူးတဲ့တဲ့တော့အဲ့ဒါလည်းမတော်အောင်လာတော့ဒုက္ခရရတယ်ဘုံဘုံနောက်မှာပို့ပြီးကျုပ်အရင်ပို့နေရတယ်ကွအမလေးဟဲ့ဒီကမှာငါကတော့တကယ်မှတ်ပြီးဆွဲလိုက်တာမင်းကကျိုးကိုဖြုတ်ချတာကိုဟဲ့နတ်ကကတိကမာလောက်တာပေါ့ဘူးနေတော့ညင်နေနေနေညာဒီတဲ့ခါကျတော့ဝက်ဆော့တတိနေရအချိန်ချင်းချင်းချုပ်ငါလည်းဒီချိန်ချင်းချုပ်တော့သိနေချင်တယ်နောက်ဆုံးအချိန်နိုင်တဲ့သူကယူချင်းရှုံးတဲ့သူကပြုံးလို့မရသေး ကောင်းပြီပါခင်ဗျာ နေငါအဲ့ဘက်ကဆွဲငါဒီဘက်ကဆွဲအဲ့ဒီလိုပဲဘယ်လိုလဲဒီတော့ငါ့ကိုချိုးချချအောင်ဟဲ့ဒါကြောင့်လည်းအညာမို့လို့လည်းအာမတ်တေဆွဲနေရတယ်ဒီတော်တော်မောတယ်အကျိုးတရားသုံးလာတာသုံးတော့မရဟဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့မမြဲသောတရားတွေသိပါလေရဲ့အတိခောက်ခဲ့အဝေနဲ့တဲ့လူသားတွေအပူမဝါရအောင်ငါကြီးနဲ့ရွာပိတ်ခံဖို့ရေးဟိုစတိနမီအာမတိတ်မတောင်းနဲ့ဖိုင်ပါကျောင်းရမလာလို့ကျောင်းတယ်တယ်လေနောက်ပြန်လို့ကျောင်း
ကားလေးလက်ဆောင်တစ်ခုပါပြရတယ်ဗျာဟင်လူသားတွေရဲ့တုတ်ပြမတတ်ပြမှာတတိပြင်းနေတဲ့တကားလေးတစ်လုံးရှိအဲ့ဒီတကားကတခြားမဟုတ်ဘုန်းကြီးတွေတော့ရွာကြည့်တယ်တဲ့လူသားတွေပြောနေကြတာလူမိုက်တွေးတွေးလို့လူအန်းတာတော့တွေးတွေးမယ်ဆိုရင်တော့ဘုန်းကြီးတွေတော့ရွာကြည့်တယ်ဆိုတော့တို့ဆရာတော်ဘုရားဥဒ္ဓမလင်္ကာလာပြန်တော်မူသွားလို့ဆိုင်ရင်းနဲ့ဝိုင်းရင်းနဲ့အကျွေးအပွေးတွေနဲ့တလားပြတ်တဲ့ကြီးတွေနဲ့ကဝိတ်ထောင်တော်ကြီးတွေနဲ့ငောင်းရမ်းလိုက်လို့ငွေကုန်လို့ရိုက်ပါဖို့ကောက်ခံလို့ကြည်တာလားဒီလူမိုက်တွေးတွေးလို့ရဒီကတော့ဘုန်းကြီးတွေတော့ရွာကြည့်တယ်ဆိုတာဒီတကားကိုပြောတာမဟုတ်ဆရာတော်ဘုရားဥဒ္ဓမလင်္ကာလာရှိတဲ့ခါကဆရာတော်ဘုရားရဲ့အပေါ်မှာဒါယကမှာပေါင်းလို့ကသိရဖြစ်သည်မသိရဖြစ်သည်ကာယကအမှုဝတိကအမှုမနောကအမှုတပုမှုနဲ့ကျွလို့ခဲ့ဆရာတော်ဘုရားရဲ့အလောင်းတော်ရုပ်ကလကြီးယာယီကံကြောင်းမှတ်တဲ့မြတ်ပခက်ပေါ်မှာတည်လို့ရောက်လာတဲ့လူမှန်သမျှတစ်ချိန်ဥချတော့တစ်ချိန်အပြစ်ကြီးတယ်ဗျာနှစ်ချိန်ဥချတော့နှစ်ချိန်အပြစ်ကြီးတယ်အထက်ကအခါကဥချတော့အထက်ကအခါကအပြစ်တွေကြည်လို့ဘုန်းကြီးတွေတော့ကြွားကြည်တယ်ဗျာ တည်ရဆိုတဲ့စကားကိုတရားအခြေစလိုက်တော့ဖယားအမှုရကြတာမဟုတ်လားဖယားကအစသိပြလိုက်တော့နတ်တွေလည်းစုတည်ကြရဟန္တာတွေလည်းမနေရလူတွေလည်းသိကြတော့တာပေါ့ ဟုတ်ပြီဗျာ ဖြစ်လာလေးလေးတရားမင်းဖြစ်တဲ့တရားဆိုတဲ့ချားရဟဲ့ကျမတို့လက်ကျင်နေပြီးတော့လဲတဲ့တော့ လင်းနေအောင်ပါ လဲကျင်တဲ့အချိန်မှာတော့ရက်နိုင်အောင်ကြိုးစားရမယ်လေ ဟုတ်ပြီဗျာ အဲ့ဒါလေးကိုတတိချက်တတိကဝိပဿနာကနာနာရှိကြတန်ရာကဖြတ်ချီဝိပဿနာသာရှုလို့တဖွာဝတတနာတဖွာဝဟောတဲ့ဆရာတော်ညာစီဒေသနာကိုတရားဒေသနာပြတဲ့ဆရာတော်လေးကရှက်တိမှာသူ့ကိုယ်တိုင်တရားအခြေစလို့ဖယားအမှုရသွားပါပြီ မှန်တယ်ဗျာ ဒါကြောင့်ကျမတို့ကုသစေတဲ့သဘောတော်ဘယ်လိုလေးကဆရာတော်လေးကိုဘယ်လိုပဲကြီးညိုသောလေးစား